အားလုံးပဲမင်္ဂလာပါနော်ဒါလေးကမညာလည်းပြောထားတယ်ဒါလေးကတိမ့်ထားဖို့ရောက်လေကျွန်တော်ဒီ YouTube ကောက်မှာကောက်တယ်ပြပါဒါလေးကကျွန်တော်တို့2025မှာဒီ13လေးကိုခေါ်ကြည့်တယ်ခေါ်ကြည့်တော့ဒီစနစ်ကိုနှစ်ကစီဆိုပေမဲ့သူက foreign ကတော့အများကြီးပါဒီကတဲတာပေါ့ဒီက125တွေပြန်ဆိုဟိုကထိတ်ကလာတယ်အစင်ခဲ့တဲ့ဟာကိုကျွန်တော်ကလိုရင်းလွယ်ရင်းနဲ့ပြောတာအရွေးစနစ်ကိုမမေးချင်ဘူးဒီမှာတင်9နဲ့လို့ဖြစ်တယ်ပေါ့တင်9နဲ့ထွက်တာနဲ့တင်9နဲ့ဒီကဒီ3လုံးဒီ8အဲ့ဒီ3လုံး8မို့8ဆိုတဲ့ကဏ္ဍလေးက38ခုလို့ကြားတယ်အဲ့ရနောက်1နဲ့2နဲ့3နဲ့ဒီ8ပေါ့ဗျာဒီလိုဆိုလို့တယ်134134ကို2020နဲ့ကခဏခဏခေါ်ဗျာထွက်မလာဘူးအဲ့တော့ဆိုတော့ထပ်ပြောမယ်ပေါ့နော်အဲ့တော့134တော့မကြဘူးသူ့ကိုစိုးမယ်ပေါ့အဲ့တော့ဒီမှာတင်9နဲ့လို့ထွက်တယ်38ခုလို့ထွက်တယ်1နဲ့2နဲ့3နဲ့4နဲ့မှာဒီကဏ္ဍသူ့ကိုတွေ့ရချမယ်ဆိုဘာလို့ဆိုလို့လဲဆိုသူ့ရဲ့ဇောင်းမှာ6ခွန်လို့ပြတာလေဒါဗျနော်ဒါဆိုလို့ထားတာမေ့စီလို့ရှင်းပါလိမ့်မယ်နော်အဲ့ဒါကိုဆိုလို့လဲအဲ့တော့ကျွန်တော်ပြောပြမယ်ဒီနေရာမှာပေါ့တချို့ဖြစ်တယ်လေပြောကြတာအဲ့လိုပြောလို့မရဘူးဗျကျွန်တော်တို့ဒီနေရာမှာပေါ့နော်1 3 4တွေ့တယ်1နဲ့3နဲ့4နဲ့5နဲ့မှာ4တက်မှန်ပြီရှိနေပြီတူနေပြီမြင်နေပြီအဲ့တော့1 3 4တွေ့တာ1နဲ့3နဲ့4နဲ့နော်5နဲ့မှာပေါ့နော်1 3 4လေး1နဲ့2နဲ့3နဲ့4နဲ့5နဲ့4တက်အဲ့တော့1 3 4ကနေပုံစံတူ1နဲ့2နဲ့3နဲ့4နဲ့5နဲ့4တက်အဲ့4တက်ကို तू ကဒီ1 3 4ကနေ4တက်1 3 4ကနေ4တက်ပုံစံတူကို1 3 4တွေ့တာနဲ့ဆိုတော့1 3 4ကနေ4တက်1 3 4ကနေ4တက်ကိုပုံစံတူကိုသွားမလားအဲ့သူကသူပုံစံတူကနေကိုရီးယား1 3 4ကနေ4တက်ဆိုတဲ့ကဏ္ဍကဓမ္မသူ့ရှိတဲ့နေရာမှာဓမ္မလည်းရှိတယ်ဓမ္မလည်းရှိတယ်ဒီလိုဆိုလို့တယ်ဟုတ်ပြီဒါဆို1 3 4တွေ့ကနေ4တက်ဆိုတော့ဒီမှာသူကသူကြာနေတာကိုရီးယားအဲ့လေ3လေးကိုဒီနေရာမှာပြောပြခဲ့တယ်သူ့ရဲ့ရှိတဲ့ကတော့အဲ့လိုပဲမရှိဘူးနော်ဒါကိုဖြစ်တယ်လည်းပြောလို့မရဘူးနော်လိုင်းမောကတေချာကြည့်နော်တောချက်တောင်ကျော်နော်ကိုဖြစ်ချင်လည်းပြောလို့မရဘူးအဲ့ဒါကိုပြောပြမယ်အဲ့1 3 4ကဒီနေရာကြာချင်တာလားပေါ့နော်ဒီလိုဆိုလို့မယ်ဒါကိုဒီလိုပုံစံတူကိုကျွန်တော်ကဖြတ်ပြောထားတယ်ဖြတ်ပြောတဲ့သူ့ရဲ့တင်ချာကိုကျွန်တော်ပြောပြပဲဒီ1 3 4လေးဗရိတ်ရှစ်လေးရိုက်ပုံပေါ့ဒါကိုဒီလိုပေါ့ဒါတွေကမလိုအပ်ဘူးဗျ6နဲ့6တွေသူ့နောက်လည်းပြန်ရွေ့ဒီလိုစောင်းတာမှန်တယ်ဒီလိုကနှစ်ဖြစ်ရမယ်ပုံစံတူပေါ့နော်198ဒီသူ့နောက်လည်းပြန်ရွေ့ဒီလို2နဲ့8စောင်းမယ်ဆိုတော့အဲ့ဒါကိုမပြောဘူးမလိုအပ်ဘူးနော်ဆိုတော့စတဲ့ဇလန်ကဘာလို့ဆိုလို့လဲဒီ138ဆိုတဲ့ကဏ္ဍကိုဒီမှာကြည့်စတဲ့ကဏ္ဍကတင်ချာနေရ8ချင်းတူပဲဒီနေရာမှာ8ရဲ့ပါဝါ3မခေါ်နဲ့နော်ဆိုတာကဒီမှာကျွန်တော်တို့စခဲ့တာက1 5နဲ့ဒီ8အဲ့1 5နဲ့ဒီ8လို့ဖြစ်တာနဲ့2 8နှစ်လို့ဇောင်းတည်တာအဲ့လိုဖြစ်တာနဲ့ဒီ3လုံးနဲ့ဆိုချင်တဲ့ဘက်ဒီ3လုံးနဲ့ပေါ့ဗျာဒီကျွန်တော်တို့နှစ်ထိပ်ကိုနှစ်ပိတ်နဲ့အဲ့တော့4ခုနဲ့လို့3ရိုက်တယ်ပထမကအဲ့ဒီလိုရိုက်ပြီးတော့မှသူကနေ1နဲ့2နဲ့3နဲ့4နဲ့လက်ခံမှုရှိအောင်ဒီကဏ္ဍကနေသူ့ရဲ့ဇောင်းတန်းက8 5 8ဒီပင်ချာခိုက်မှာပြန်ကြတယ်ဆိုတော့ပင်ချာခိုက်ကိုသူကပြန်ကြတော့ဒီမှာနှစ်ထိပ်နှစ်ပိတ်နဲ့ပရိသုံးရိုက်တာနဲ့နှစ်ပိတ်တာနဲ့ဒီကဏ္ဍလေးကြလိုက်တယ်ပေါ့ဆိုတော့အဲ့လိုဖြစ်ပြီးမှသူ့ရဲ့နောက်နဲ့ဒီကျွန်တော်စခဲ့တဲ့1 3 4 8ဆိုတာကဟောဒီက8အကြောင်းကိုဒီ8ကတဲ့ကြားတယ်သူ့ရဲ့ပုံစံကအဲ့တော့အဲ့ဒါကိုသူကနေဆက်လိုက်တယ်ဝေဖန်ကြည့်တယ်သူ့နောက်တွေဒီလိုတူရကိုဆွဲကြည့်တယ်နော်တွေးကြည့်တယ်ကိုဖြစ်ချင်တဲ့ဆွဲခေါ်တာမဟုတ်ဘူးတွေးကြည့်တာနော်အဲ့တော့အဲ့လက်ထဲမှာ4လို့ပိတ်5လို့က6လို့4 6 5လို့ဖြစ်တာနဲ့ဒီ1 3 4တွေ့တာနဲ့အဲ့ရဲ့နောက်တစ်နေ့မှာ9ဆိုတဲ့ကဏ္ဍ8နဲ့5အတူရှိတယ်ဒီလိုဆိုလို့တယ်အဲ့တော့အဲ့လိုဖြစ်တဲ့နဲ့ဒီမှာ4 6 5တွေ့တာနဲ့8နဲ့5တွေ့တာနဲ့9ဆိုတဲ့ကဏ္ဍလေးကိုဒီ8ကနေဒီ9ဆိုတဲ့ကဏ္ဍလေး4 6 5ရဲ့ဇောင်းမှာနှစ်ခါထည့်တာနဲ့နှစ်ထိပ်နဲ့သူဒီပတ်လည်းမထည့်ရတဲ့နေဆိုတာအဲ့လိုဖြစ်တဲ့နဲ့သူ့ရဲ့နောက်တစ်နေ့ဒီကနေတစ်ပင်2ပင်3ပင်4ပင်5ပင်မှာပရိတ်6ခုနကဒီ8ကိုဒီ8ပြစ်တယ်လို့ပေါ့ဗျာဒီနေရာမှာ6ထည့်ပြီးမှဒီ6ကိုသွားမှာအဲ့6ကသူကအောက်ကလာဟိုကလာမေးတာ sorry ဒီဘက်မှာမရှိဘူးအဲ့တော့1 3 4တွေ့တယ်နဲ့အဲ့မှာ290ဆိုတဲ့ကဏ္ဍကိုနှစ်ပိတ်ကနှစ်ခါကနှစ်ထိပ်နဲ့သူကချပြီးဒီ8ကနေ6 4တက်6ဆိုတာဒီ9ကနေ6ရိုက်ခဲ့လို့အဲ့ဒီ6ရိုက်တာအဲ့တော့ဒီလိုလာတာအဲ့ကနေဆက်ပြီးတော့ပထမကတ်မှာအဲ့နှစ်ခါနှစ်ထိပ်လို့ဖြစ်တာနဲ့290နေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့မှာပုံစံသူပထမဒီကဏ္ဍကိုသူကရှေ့ပေါင်းနဲ့ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်အဲ့ဒီကဏ္ဍဒီပင်ကြကိုက်ဒီနှစ်ခါနှစ်ထိပ်ကိုနှစ်လို့ပိတ်တာနဲ့ဒီကဏ္ဍကအတူရှိလိုက်တယ်ခုနကဒါဒီ8 5 8လို့ပင်ကြကိုက်လေးပထမအတူနေတာ
အဲ့ဒီလိုနေရာနဲ့သူ့လိုပဲမေးရမလို့ထပ်မေးကြည့်မယ်ပေါ့အဲ့တော့ဒီမှာကဒီ8ရဲ့ဒီ6ရဲ့တပင်းနှစ်ပင်ဒီ8ရဲ့ဒီ6ရဲ့အဲ့ကနေတစ်နှစ်နဲ့3နဲ့4နဲ့မှာဒီ6 2 9 6ဒီ6ပြီးဒီ6ပေါ့ဗျာအဲ့ဒီ6ကိုဒီကမင်းမလာဒီဘက်မေးရင်196တော့မထိုးဘူးဒီကနန်းပဲပေါ့ဆိုလိုတာဒါဆိုရင်အဲ့ဒါဆိုရင်ဒီ8ကနေဒီ6ရဲ့တပင်းနှစ်ပင်3ပင်4ပင်ကဒီ9ကိုဒီ9ဆိုတဲ့ကနန်းရိုက်မလားဒါဆိုအဲ့ဒီကိုမေးလေဒီ8ရဲ့နောက်မှာ900ဒီမှာရှိတယ်ဟိုမှာရှိသလားမရှိဘူးရှင်းအောင်ပြောတော့အုပ်စုတက်နေတယ်ပေါ့အဲ့ဒီ9နေရာနဲ့ဒီ6လဲနေမှာဒီ9နေတယ်အဲ့နဲ့ထဲမှာ8ဆိုတဲ့ကနန်းဒီကနန်းအတူနေမှာပေါ့သူနေခဲ့မဲ့ဆိုရင်ပေါ့နော်134ရဲ့ဒီ6ရဲ့ဒီ6ဒီ9ဒီ8ပေါ့အဲ့8တာလာပြီနော်ခုနလိုပဲဒီမှာဒီမှာနှစ်ထိပ်နဲ့2 8 8ဆိုတာကနှစ်5တက်က8ဒီမှာနှစ်ထိပ်နဲ့2 9ခုဆို8အဲ့လိုဖြစ်တာနဲ့ဒီမှာက2 8နှစ်2000ဒီနှစ်ထိပ်ကို2ပိတ်နဲ့ဘာကိုပတ်လည်းမရှိဘူးနော်9 4လို့9 4နဲ့လို့ထွက်တာနော်အဲ့လိုဖြစ်တာနဲ့သူ့ကိုကျွန်တော်တို့ကြည့်မယ်ဘယ်ကိုဆက်ကြည့်သလဲသူ့ရဲ့ပေါ်တပင်တဲ့9 8 5လို့တနေ့နဲ့3နဲ့4နဲ့ကဒီကနန်းလေးပြန်ကြတယ်ဒီနှစ်ထိပ်နှစ်ပိတ်ကို2လို့ပိတ်တာနဲ့ဒီကနန်းသူ့ပေါ်ကပင်ချာကိုက်မှာပြန်ကြတယ်နှစ်ထိပ်နှစ်ပိတ်ကို2လို့ပိတ်တာနဲ့ဒီ8 5 8ကြတယ်လို့ပဲနော်ဆိုတော့အဲ့လိုဖြစ်တာနဲ့ဒီ8အကြောင်းကိုသူ့ရဲ့နောက်နဲ့8ဘယ်ကမေးနေမှာ1 3 4ကြလိုက်တယ်အဲ့လို1 3 4ကြတဲ့သူ့ကိုနေရာလျှောက်ကြည့်မယ်သူ့ပုံစံဟုတ်လားသူ့စလားရှိသလားအဲ့တော့4 6 5ထောင်တာနဲ့ဒီ8ကနေဒီ9ဆောင်းလို့အဲ့ဒီ9ဆိုတာက2 5 8ကြာခဲ့တာဆိုတော့အဲ့လိုဖြစ်ပြီးသူ့ရဲ့နောက်မှာဒီ2 5 8ကနေ9ဆိုတဲ့ကဏ္ဍကဒီ4 5 6ကနေ2ခါကို2ထိပ်နဲ့280ပတ်လဲကြာတယ်အဲ့လိုပတ်လဲကြာတာနဲ့အဲ့ရတဲ့မှာ break 6 196လက်ခံမှုပေါ့နော်အဲ့6ထောက်လို့ဒီ6ကြာတာဒါဆိုခုနကအဲ့မှာဒီ6ထောက်တာနဲ့ဒီ6ကိုဒီအဲ့ဒီထဲမှာ144 411ဆိုတဲ့ကဏ္ဍရှိတယ်ဒီ6ထိုက်တာနဲ့ဒီ6ဆိုတဲ့ကဏ္ဍ sorry မရှိဘူးနော်အဲ့လိုပြောပြရမယ်အဲ့တော့1 3 4တွေ့တာနဲ့ဒီ9ကနေဒီ6ရိုက်လိုက်တယ်အဲ့ကနေကျွန်တော်ဆိုလိုတဲ့အတိတ်ပဲဒီဘာကိုဆိုလို့လဲအဲ့တော့ဒီ290နှစ်ခါနှစ်ထိပ်ကနေပင်ချာကိုက်မှာအဲ့ဒီရဲ့ပင်လည်းပုံမှန်ကတော့ဒီနှစ်ခါနှစ်ထိပ်ကနေတဒန်းလည်းဖြစ်တယ်963ဆိုလို့ကပုံစံတူကတ်ကြရင်ဒီနေရာတေချာပေါက်ဒီ963ဆိုလို့ကပြန်တွက်ပဲသူ့ရဲ့အတိတ်ပဲတလိုင်းနဲ့မို့လို့တော့ဒါဆိုရင်အဲ့ဒါဆိုရင်ခုနကဒီ8ဒီ6ကနေဒီ6ကြတာတဲ့ဒီ9ဒီတပင်2ပင်3ပင်4ပင်ပေါ့ဒီ8ဒီ6ခုနက2ခုနဲ့6ကြတာနဲ့ဒါဆိုတပင်2ပင်3ပင်4မထွက်ခင်ရလဲချဲရပြောပြနေတယ်စက်နဲ့အဲ့ဒါကိုသူကတော့ယာသီးကြတာလို့900လောက်ကြဒါပေမဲ့ကျွန်တော်က3ညသည်ရှေ့ပူးပေးထားတာနော်ဒီလိုပြောပြတာနော်ပြစ်သွားတဲ့ YouTube နော်ဟိုကိုလာမင်း YouTube ကောက်တယ်ပါ special ရှိတယ်ရေးလေရှင်းပြတာအဲ့ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဘာကိုရည်ညွှန်းပြီးပြောတယ်လဲဆိုအဲ့တော့အဲ့လက်ထဲမှာခုနပြောတဲ့ဒီရှစ်ပေါ့ဗျာအဲ့တော့မိတ်ဆွေတို့ကိုရှင်းအောင်ပြောပြမြင်သာအောင်ရှင်းအောင်ပြောတော့ကျွန်တော်တို့4ခုနဲ့ရယ်134ရယ်8နဲ့5ရယ်290ရယ်411ရယ်2ခုနဲ့ရယ်411ရယ်ဇောင်းမှာ900ရယ်အဲ့မှာ8ဆိုတဲ့ကနေ့ဒီ8ပေါ့ဗျာအဲ့နဲ့ထဲနော်အဲ့တော့ခွန်4နှစ်ရယ်နော်ဟုတ်လား134ရယ်8နဲ့5ရယ်290ရယ်အဲ့က411ရယ်အဲ့တော့900ရယ်ခုန6ကဒီ6အဲ့တော့ဒီကနန်းပေါ့နော်အဲ့တော့ဆိုရတိဘေကဒီကနန်းကိုကျွန်တော်တို့ကြည့်ဒါလိုက်ထိုးရမယ်ဒီကနန်းတွေအခုချိန်ကြတယ်ဘာလို့တန်းကြလဲဆိုခုနကကျွန်တော်တို့ကြည့်လိုက်တဲ့အခါကျတော့အဲ့တော့သူ့ကိုဘယ်လိုကြည့်လဲဘာလို့ဆိုလို့လဲခုနက8နှစ်ထိပ်ဇောင်းနှစ်8နှစ်8တော့ဒီနှစ်ထိပ်နဲ့ဗရိတ်8ကဒီဒါဗရိတ်8ဆိုရတဲ့134ပဲနှစ်ထိပ်နဲ့ကနဗရိတ်8နှစ်ထိပ်နဲ့ဇောင်းက288ကို288နှစ်8လို့ဇောင်းအဲ့ဒီကနေဗရိတ်8ဆိုရတဲ့ကနဒါ134ပဲဆိုတာကအဲ့ဒီမှာ134ကိုကျွန်တော်တို့ကကြည့်လိုက်တဲ့ခါကျဒီစနစ်ကိုသူကကြတာကလည်းဒီကနန်းကမှန်တယ်ကျွန်တော်ရှင်းအောင်ပြောပြမယ်ဒီ8ဆိုတဲ့ကနန်း15နှစ်ကသူ့8တဲ့မှာကြာအဲ့ဒါမိတ်ဆွေတွေကိုရှင်းအောင်ကျွန်တော်ဘယ်လိုအမြင်ရှင်းအောင်ဖြတ်ပြဒီမှာလွယ်လွယ်ပြောပြမယ်ပင်ကြားက15နှစ်က15နှစ်ဒီ8မလို့ဒီ3ခွန်8တွေရွေ့တာတွေမလို့ခြင်းဘူး15နှစ်8ကနေ38ခွန်8တွေအဲ့ကနေ1နှစ်2နှစ်3နှစ်4နှစ်မှာ6 8 4 8ဆိုလို့သူ့ရဲ့သော6ခွန်လို့ပိတ်လိုက်တာလေဒါပဲနော်ကျွန်တော်မွေးကန်တယ်ရှင်းအောင်ရေးပြမယ်ဒီမှာ15နှစ်ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်အဲ့တော့9နှစ်10နှစ်17နှစ်ဒီ8
တနစ်နဲ့3နဲ့4နဲ့ဒီရှစ်ခွန်6ပိတ်တာနဲ့ဒါပဲနော်ဒီမဲ့1နဲ့5တနစ်နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့17နဲ့ဟုတ်လားဒီမှာရည်ပြတယ်နော်1နဲ့5နဲ့တနစ်နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့17နဲ့ဒီမှာ8တနစ်နဲ့3နဲ့4နဲ့ဒီရှစ်ခွန်6ပိတ်တာနော်အဲ့တော့ဒီမှာ1 5နဲ့တနစ်နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့17နဲ့ဒီမှာဒါတွေ့ရတယ်သူ့ရဲ့ပင်ခြေကိုက်ကိုဒီဟာပေါ့ဒီမှာခွန်6ဖြစ်တာလေအဲ့ဒီမှာမညာလည်းပြပြီးသားမွေးကနန်းဒီကနန်းဒါကြောင့်မွေးထူမထွက်တာမတတ်နိုင်ဘူးဒီကနန်းမျိုးထိုးရတာတန်တယ်ဒီလိုဆိုလို့လားအဲ့ဒီကနေ့ပြောချင်တဲ့ message ကဒါကိုထပ်ပြောတာဖြစ်တယ်โอเคဒီလောက်ပဲเนาะ